အမျိုးသားတိုင်းမတိတဲ့သူမရှိတဲ့တောင်ကြားအနီဥနော်အဲ့ဒီတောင်ကြားအနီဥကအမျိုးသားတွေဆိုလို့ရှိရင်သူတို့ရဲ့ကျန်းမာရေးပိုင်းဆိုင်ရာတွေအာရုံကြောပိုင်းဆိုင်ရာတွေအကျော်ပိုင်းဆိုင်ရာတွေမှာအရန်ကိုမှအထောက်အကူဖြစ်တဲ့အသက်ကြီးပိုင်းကျန်းမာရေးအတွက်တကယ်ကိုကောင်းတယ်ဗန်းဒီပညွေအတွက်ကောင်းတယ်ဆိုပြီးတော့မှcustomer အမျိုးသားတိုင်းတိကြတယ်ပေါ့နော်အဲ့ဒါကိုအခြေခံပြီးထုတ်ထားပြီးတို့ရဲ့တောင်ကြားအနီယူတောင်ကြားအနီယူကဈေးကွက်ထဲမှာထွက်လာတာမှလပိုင်းလေးပဲရှိသေးတယ်ဒါပေမဲ့ဘာကြောင့်မလို့ customer သုံးဆွဲသူတွေအရန်များပြီးတော့မှထက်ကအားပေးရလဲဆိုလို့ရှိရင်အဓိကအချက်ကလေတကယ်ကိုပဲအမျိုးသားကျန်းမာရေးပိုင်းဆိုင်ရာအင်တာဒုက္ခပိုင်းဆိုင်ရာတွေကိုအရန်အထောက်အကူဖြစ်တယ်ဆိုတဲ့တောင်ကြားအနီဥရဲ့ clear NSC ရဲ့ရှင်းမတက်ဥရဲ့အဲ့ဒီသုံးမျိုးကိုအချို့အစားမျှတစွာနဲ့ဖော်ဆက်ထားပြီးတဲ့အခါကျတော့တစွန်းဆိုရင်တစွန်းစားလိုက်တဲ့အခါမှာအားနည်းတဲ့အမှန်တကယ်ထူးခြားရလက်ကိုရစေကြတယ်ပေါ့နော်ဒါကြောင့်မို့လဲစားဖို့သူတိုင်းကကြိတ်ကြတာပါဈေးနှုန်းအနေနဲ့ကတော့သူကတစ်လစာကိုမှ6800ပဲရှိတယ်တကယ်ကိုမှရှားပါပစ္စည်းရနဲ့ထုတ်ထားပေးတယ်တဘာဝဖြစ်ဆက်စားတဘာဝယူဖြစ်တဲ့ခါကျတော့ပေးရတဲ့ဈေးနဲ့တန်တယ်လို့ပြောလို့ရတဲ့အာနိသင်ကိုရရှိစေတယ်ပေါ့နော်စားဖို့တဲ့အမျိုးသားတိုင်းကတော့တန်တယ်တကယ်ကိုမှဒီပေးရနဲ့ဒီရနဲ့တန်တယ်လို့အောင်အရန်ပြောကြရမှာပါတယ်ပေါ့နော်ဒါကြောင့်မလို့လူကြီးမလို့လည်းကိုယ့်ရဲ့ကျန်းမာရေးအတွက်အကျိုးအားနေလို့မလန့်မဆန်းဖြစ်နေလို့တဘာဝဖြစ်ဆက်စားကိုလိုချင်နေဆိုလို့ရှိရင်လေတောင်ကြားအနီကိုစားကြည့်ပါအရသာကလည်းခါတက်ချင်းလုံးဝမရှိတဲ့ယူရရတာလေးပဲနော်